ချစ်ပေးတာလို့မြင်လာပါဗျာ။ဒီကျွန်တော်ဆွေးနွေးသမီးရဲ့ကောင်းနေနေရတော့2025-26အာဆင်နယ်နဲ့အတီတာတို့ရဲ့လက်ကျန်ရပြီမှာဖလားရနိုင်မလား။ဒါရီကအမားကြီးရှိတယ်လေ။ဒါရီကခွင့်ရရှိတယ်ဟုတ်။သုံးသပ်ဆွေးနွေးသမားဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ပြောချင်တာကတော့ဒီရဒီမှာအာဆင်နယ်ကလာလန်ကြောင်း3လုံးကျန်ရအောင်နော်။ချန်ပီယံလိရဲ့ပရီးမီးယားလိရဲ့အဖေဖေ3လုံးလမ်းကြောင်းကျန်တယ်။အဲ့3လုံးပေါ်မှာအာဆင်နယ်နဲ့ဖလားဘယ်နှလုံးရနိုင်မလဲတစ်လုံးရနိုင်နှလုံးရနိုင်သုံးလုံးရနိုင်အဲ့ဒီနဲ့ပြည်သက်တင်ရအောင်ဘယ်လိုရှိလဲဒီဟာမှာတော့အာဆင်နယ်နဲ့အတီတာတို့ရဲ့ project ကပြီးဆုံးသွားပြီလားပြီးဆုံးသွားပြီလားဒါမှမဟုတ်ရင်းနှီးရနေလို့ပဲ also နဲ့ပြီးဆုံးသွားမှာပထမဆုံးပြောချင်တာဒီကခြေ3ချက်နဲ့ပြောစံရ weakness ရ full check အဲ့3ချက်ကိုတရားထားဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီဟာဒီမှာဆိုရင်တော့ဒီရပါတာရောက်လာပြီအာဆင်ကကလာမတော်မှများဖြစ်တယ်ခြေတန်းကွင်းလေခံစစ်ကိုရမပါကျွန်တော်တို့တက်တယ်အဲဒီမျိုးကဒီဟာဆိုရင်စကွတ်တက်ကအရင်လည်းဆိုရင်ပိုပြီးတောင်းနေလာတယ်ကလာသမားကြီးနာသွားတယ်ဆိုရင်လည်းဒီကားလေးကိုအစင်းနေရှိတယ်ပေါ့နော်ဒါပေမဲ့ efficient လုံးနဲ့လူကြီးရပေါ့အဆုံးတက်ဖို့သိကြတဲ့ကလာသမားကြီးတော့တက်တော်လူကြီးရပါနော်တော့အာဆင်နယ်နဲ့အဒီတာရဲ့သူက biggest stand ဒီက position play တွေ high pressing တွေ react ဒီကတော့အဲ့3ချက်ကိုဒီဟာဒီမှာပို့တွေ့ရပါတယ်။ကွင်းလင်မှာဆိုလည်းထပ်ဖြစ်ရတဲ့ကြောဘက်ကလည်းလင်းနဲ့အအောင်ငယ်လုံးဝဖြစ်သေးဘူးဆိုတော့မှသူ့ပါတဲ့ပွဲတွေမှာဆိုရင်သူ့ကိုကတ်ထားတယ်2ယောက်3ယောက်တော့ကျန်တဲ့ level နဲ့ right wing ကနေပြတာ။ speed ပို့ပြီးတော့အရင်ကစားပို့ချလာတယ်ပို့လို့လည်းလာသိရှိရပြီးတော့ကွင်းလင်နဲ့နောက်ကနေမှာဆိုလည်းဒီမှန်တက်ဖြစ်လာတယ်နောက်ကနေမှာဆိုလည်းဒီတက်ဖြစ်ရတယ်ဒီကတည်းကဆိုင်တော့ပို့ပြီးတော့ဖြစ်လာအောင်နော်ဒါပေမဲ့အာဆင်နယ်နဲ့အတီတာရဲ့ program ဘာလဲဆိုတော့အတီတာသူကြိုက်တဲ့ကလာမှရှိရင်သူ့ပုံမှာမှုတည်ရဲ့တက်တိုက်တော့အဓိကအပြစ်တင်တာကြာလာတော့ကလာသမားတွေကပွဲဆက်တယ်ပြင်ပန်းလာတယ်တခါတည်းမှာ injury prone ဖြစ်တယ်အဲ့ဒါကြီးကအတင်းရဲ့အဓိက program နဲ့လည်းတွေ့ရှိရဖြစ်ပါတယ်ဒီကနေ့အာဆင်နယ်နဲ့ထိုးပြီး3လုံးကချန်ပီယံလိမှာဆိုလည်း quarter final ပြီးရနေတယ်လည်းအဆင့်1နာဗီတီနဲ့အမတ်ကွာနေတယ်အဖေကပါလို့လည်း quarter ထိရောက်ပါတယ်နော်ဒါတွေကကျွန်တော်တို့တင်းရဲ့ကျန်ရှိနေတဲ့ဖလားသုံးနိုင်တာဖြစ်ပြီးတော့ဒီဖလားတွေအဓိကထားပြီးတော့စကုတ်တင်နေပြီဆွေးနွေးတော့ပါဦးနောက်ဆုံးပြောချင်တာကတော့အာဒီနေနဲ့အဓိကသမားတွေနဲ့ပြန်ကစားသမားတွေကိုချိန်ပြီးတော့ကျွန်တော်လက်ကျန်ရပြီးပွဲရင်ပြီးမှာတိုးပြီးတော့ rotation လုပ်ပြီးတော့သုံးသွားမယ်ဆိုရင်ဒီ prone နဲ့တိတ်မဖြစ်ဘူးနိုင်ပွဲတွေလည်းပို့ပြီးရမယ်လို့တော့သင်ပြရအောင်နော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကျွန်တော်အာဆင်နယ်က Arsenal close but not complete ဒီစက်လာဒါပေမဲ့မပြည့်စုံဘူးဒီကအရန်ရွှေရှင်း final နဲ့နီးစက်လာပြီချိန်နေလဲကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ complete ဆိုပြီးတော့ကျွန်တော်တို့လက်ထဲမှာဖလားကြီးမရောက်ရှိပွဲစဉ်တင်နေချိန်မှာတော့လက်ထဲမှာဖလားတွေရရှိဖို့စွမ်းကုန်ကြိုးစားမယ်ကံပေါ်လဲမူတည်ရအောင်နော်ဒီကတော့ဒီရာဒီမှာကြည့်လိုက်ရင်တော့သုံးသက်ပင်နဲ့ဆိုင်ရဒီကအဲ့ဒါလိုအပ်သုံးသက်ပင်နဲ့ဆိုင်ရရှိရင်နိုင်ပွဲတွေကပိုရနိုင်တယ်ဒီကြမဲ့ပွဲတွေရောလည်းဒီမကြပဲနဲ့နိုင်ပွဲရနိုင်ကျွန်တော်ထင်ရတော့အဲ့သုံးသက်ပင်နဲ့ဆိုင်ရလိုနေရလို့ထင်နေပါတယ်အဲ့ဒီနှစ်ခုဖြည့်မယ်ဆိုရင်တော့အာဆင်နယ်ကဒီရာဒီမှာလည်းလုံးဝစိုးပါတာပေါ့နော်
ဒီလိုပြည်သက်တွေနေနေတော့ဒီရာဒီမှာအပြင်နဲ့ဖလားရနိုင်မလားချန်ပီယံဖြစ်နိုင်မလားဒီမှာပြောခဲ့ပါဦးကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးကို like ကျေးဇူးတင်ပါတယ်